ำไรเรา พวกพม่าเอาอะไรเราตีคน ผมผู้เดียวแล้วตีอยู่ไหนก่อน ผมพม่าผมคนไทยผมมีบัตรเขา พม่าตีผมဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီဆိုရင်တကယ်ချင်းတို့ရဲ့စိတ်ထဲမှာဘယ်လိုထင်လဲပေါ့နော်ကျွန်တော်ကတော့မြန်မာပြည်သားတွေကိုမမားမှန်းကိုပေါ့နော်မြန်မာမဟုတ်မှန်းကိုမြန်မာဆိုပြီးတော့အပြစ်တွေပုံချတယ်ဆဲတယ်ပေါ့နော်အဲ့ဒီအဖိုးကြီးကအရိုက်ခံထိရပေါ့နော်ဘသူကသူ့ကိုရိုက်တာလဲဆိုတာကိုသူများလာကယ်ဆယ်ရေးတွေပါလာတဲ့အချိန်မှာပေါ့နော်သူ့မေးတယ်ဘသူရိုက်တာလဲကောင်းကွဲနေတာပေါ့နော်သူကိုယ်တိုင်ကပမာဖမာကလုတ်တယ်ပါညာကျွန်တော်တို့မြန်မာနိုင်ငံသားသူ့ကိုရိုက်တာမဟုတ်ဘူးနော်ရိုက်တဲ့သူကထိုင်းလူမျိုး2ယောက်ပေါ့နော်ကောင်းလေး2ယောက်ကအဲ့ဒီပိုးတော်ပါတော့လို့အရိုက်ခံရလဲဆိုတော့အဲ့ဒီ6ကွဲရောင်းနေတဲ့ထိုင်းမိန်းကလေးတယောက်ကိုအဲ့ဒီပိုးတော်ကဟိုလိုမျိုးပေါ့ဖြင်းနေပါတော့ကင်တိုင်းအဲ့လိုမျိုးတွေတော့လှုပ်တော့အဲ့ဒီ6ကွဲရောင်းတဲ့အဖွားကြီးကအဲ့ဒီထိုင်းကောင်လေးနှစ်ယောက်ကိုတော့ပြောပြီးတော့လာကူညီခိုင်းတာပေါ့နော်အဲ့ဒီနှစ်ကောင်ကလာပြီးတော့လက်တီးနဲ့ထိုးပါနဲ့လဲနောက်ပြီးတော့တုတ်တွေနဲ့ရိုက်တာပေါ့နော်သူကောင်းကွဲသွားတယ်အဲ့တော့ကယ်ဆယ်ရေးတွေတည်းအဲ့ဒီရဲတွေလာတဲ့အချိန်မှာဆိုရင်သူကိုယ်တိုင်ကပမာလှုပ်တယ်ဟာမလုပ်ရတဲ့မြန်မာကိုတော့မှဂျင်းထက်ခံနေရပါတော့အဲ့ဒါပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာတော်တော်လေးနေရထိုင်ရခက်တယ်ပေါ့နော်ဘာပဲလုပ်အပြစ်ပါပဲရှိပေါ့နော်မြန်မာကိုပဲအဲ့ဒီခြောင်ထဲမှာတွင်းချတာပေါ့နော်တကယ်ချင်းတို့တွေလည်းဘာပဲလုပ်ပေါ့နော်ကီယိုဒီဇိုင်းနဲ့လုပ်ကြပါလို့ပြောချင်ပါတယ်ခင်ဗျ